မင်္ဂလာပါနော်ဒီနေ့မမိုးစေတနာရှင်မမိုး channel ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်နော်ညကမိုးတွေများနေလို့မလွှင့်ရလို့မလို့အခုဒီကနေ့ဗုဒ္ဓဟူးနေ့အတွက်ကိုမမိုးကလာတင်ပြခြင်းဖြစ်ပါတယ်မမိုးရဲ့ channel လေးတွေမမိုးဒီကနေ့တင်မဲ့ဟာလေးရတော့နေတိုက်ထိတ်စည်းလေးနဲ့နေတိုက်ဝမ်းချင်းလေးဖြစ်ပါတယ်နေတိုက်ထိတ်စည်းလေးနဲ့နေတိုက်ဝမ်းချင်းလေးကိုအမြဲမြင်အမြဲတွေ့ရအောင်လို့မို့အမြဲတမ်းလည်းတင်ပေးခြင်းပါတယ်အမြဲမြင်အမြဲတွေ့ရအောင်လို့မို့like လက်မလေးတွေလည်းနှိပ်ပေးကြပါအောင်လို့ subscribe လေးလည်းလုပ်ပေးပါအောင်လို့ share လေးလည်း share ပေးကြပါအောင်လို့เนาะမမိုးရဲ့ channel လေးတွေကိုအများလည်းမြင်ရအများလည်းတွေ့ရအောင်လို့မို့လို့မမိုးနေတိုင်းကိုနေတိုင်းဆိုတော့နေတိုင်းကိုတွက်ပြနေရမှာပါနေတိုင်းလည်းတွက်ပြနေမှာပါလို့မမိုးရဲ့နေတိုင်းတွက်ပြတဲ့ထိတ်စီးလေးတွေနေတိုင်းထိတ်စီးလေးတွေဝမ်းချင်းလေးတွေကိုအမြဲမြင်အမြဲတွေ့ရအောင်လို့မို့like လက်မလေးတွေနှိပ်ပြီးတော့မမိုး channel လေးကိုဝိုင်းပြီးတော့ဝန်းရံပေးကြပါအောင်เนาะအားလုံးပဲမင်္ဂလာပါเนาะဒီနေ့တွက်ပြမယ်ထိတ်စီးဆိုင်ကလေးနဲ့နေတိုင်းဝမ်းချင်းလေးတွေကိုဒီနေ့တွက်ပြမှာဖြစ်ပါတယ်17ရက်6လ2025အတွက်ဗုဒ္ဓဟူးနေ့အတွက်ပေါ့နော်ဗုဒ္ဓဟူးနေ့အတွက်ကိုလာတင်ပြခြင်းဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့အတွက်ပါလို့မမိုးရဲ့နေတိုင်းဝမ်းချင်းလေးတွေထိတ်စီးလေးတွေကတနေ့ကုန်စားပါနော်တနေ့ကုန်နဲ့သက်ဆိုင်ပါတယ်ဒါလေးကတော့ထိုင်းပါဝါလေးနဲ့တွက်ထားတဲ့လက်တွက်စိုက်အနေထားလေးကိုပြပေးတာပါ3ပင်တစ်ဖြတ်စိုက်ကလေးပါဒါလေးကတော့3ပင်တစ်ဖြတ်စိုက်ကလေးပါเนาะ3ပင်တစ်ဖြတ်စိုက်ကလေးပါအမြဲတမ်းဒီလိုလေးတွက်ပြီးတော့ဘိုင်လေးတွေကိုယူတာပါ9နဲ့6နဲ့ပေါင်းရင်1ရက်3ရက်ပေါင်း4ရက်ထိုင်းပါဝါ4ရက်ထိုင်းပါဝါကခွန်ဖြစ်ပါတယ်ဒီနေ့မှာ4ပိုင်ခွန်ပိုင်ရှိပါတယ်လို့ဘိုင်နဲ့အနေနဲ့တွက်ပြတာပါเนาะ4ပိုင်ခွန်ပိုင်မှာမမိုးရဲ့နေတိုင်းဝမ်းချင်းလေးကတော့အမြဲတမ်းမှန်းနေတဲ့ဝမ်းချင်းလေးထိတ်စီးလေးတွေကိုပြောပြမှာပါဒါကတော့လက်တွက်ဆိုင်လေးဖြစ်ပါတယ်ဝမ်းချင်းလေးကတော့16ချင်းဖြစ်ပြီးတော့တနေ့ကုန်စားเนาะဒါနေကုန်စားပါနေကုန်နဲ့သက်ဆိုင်ပါတယ်ဝမ်းချင်းလေးထိတ်စီးလေးကတော့ကြတော့2 3 4ထိတ်ဖြစ်ပြီးတော့ဒါလေးကိုအာတော့ထိုးပေးပါနော်အရင်ပြီးခဲ့တဲ့တနင်္လာနဲ့အင်္ဂါ2ရက်လုံးကလည်းမမိုးထိတ်စီးလေးတွေအကုန်မှန်တယ်နော်မမိုးဝမ်းချင်းလေးတွေလည်းအကုန်မှန်ပါတယ်မမိုးထိတ်စီးလေးနဲ့ဝမ်းချင်းလေးတွေတနေ့ကုန်သားတွေအကုန်မှန်ပါတယ်နော်တနင်္လာနေ့တုန်းကလည်းတစ်ချက်ဝမ်းချင်းရပါတယ်တနင်္လာနေ့တုန်းကလည်းအမြဲတမ်းပဲထိတ်စီးလေးတွေကလည်းနည်းနည်းတော့အာထွက်တာပေါ့အာတော့ထိုးရတယ်အစောပိုင်းတော့အာထိုးရပါတယ်ပါတာတော့ပါပြီးသားပါလို့ဒီလိုလေးလည်းတွဲလို့ရရဲ့နော်ကိုကြိုက်တဲ့ကဏ္ဍလေးနဲ့လည်းတွဲဒီမှာမမိုးဝမ်းချင်းလေးတို့ထိတ်စီးလေးတို့ကိုအကြိုက်ဆုံးကဏ္ဍလေးတွေအပိုင်ကဏ္ဍလေးတွေရှိလို့ရှင်လဲကိုကြိုက်တဲ့ကဏ္ဍလေးလည်းတွဲထုတ်လို့ရရဲ့နော်မမိုးကဒီလိုလေးတော့တွဲပေးထားတယ်ထိတ်စီးလေး1 3 4ထိတ်1 3 4ထိတ်ကို6ဝမ်းချင်းလေးကိုကတ်ပေးတာပါဒီလိုလေးကတ်ပေးလို့လဲခါတိုင်းလဲဒီလိုလေးထိုးဒီလိုလေးတော့ထွက်ပါတယ်မမိုးရဲ့နေတိုင်းဝမ်းချင်းလေးနဲ့ထိတ်သီးဆိုင်ကလေးတွေကတော့အာတော့ထိုးပါနော်အမြဲတမ်းဒီလိုပုံစံပဲရပါတယ်ဒီလိုဝမ်းချင်းလေးနဲ့ထိတ်စည်းလေးနဲ့တခါတနေ့လဲအမြဲတမ်းထိတ်ကလေးကတော့မြဲမှန်နေရနော်အခုလောလောဆယ်တော့ထိတ်လဲမြဲမှန်နေပါတယ်ဝမ်းချင်းလေးကလည်းဒီနေ့ရောဆိုရင်ဒီနေ့သာမှန်မယ်ဆို3ရက်မြောက်အကုန်လုံးမှန်းနေပါတယ်စနေကြတဲ့ကတနင်္လာအင်္ဂါဒီနေ့ဆိုဗုဒ္ဓဟူးနေတိုင်းမှန်းနေပါတယ်ထိတ်သီးလေးကလည်းနေတိုင်းမှန်းနေပါတယ်မမိုးရဲ့ဝမ်းချင်းလေးနဲ့ထိတ်သီးလေးတွေကိုလိုအပ်ရင်ယူသုံးလို့ရအောင်လို့မမိုးကတင်ပေးခြင်းဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်